Hi guys အားလုံးမင်္ဂလာပါပြန်လည်ကြိုဆိုလိုက်ပါဆိုထုံးစံတိုင်းကျွန်တော်ရဲ့ Thursday podcast တွေကနေပြီးတော့မှကျွန်တော်ပတ်စဉ်ကျွန်တော်ပေါ်မှာသင်ယူခဲ့ရတဲ့အရာလေးကိုတင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်တယ်ဆိုတော့ကျွန်တော်အနေနဲ့ဒီတစ်ပတ်မှာကျွန်တော်ကောင်းစဉ်လေးတစ်ခုရွေးထားတယ်ဒါကဘာလဲဆိုတော့ရည်ရွယ်ချက်နဲ့ပန်းနိုင်အကြောင်းပေါ့နော်ဆိုတော့ပိုင်းတစ်ပိုင်းခွဲပြီးတော့ကျွန်တော်ပြောပြသွားမယ်ဆိုတော့ number 1တစ်ချက်က purpose ပေါ့နော်ဆိုတော့ရည်ရွယ်ချက်ဆိုတာဘာလဲရည်ရွယ်ချက်ဆိုတာပွင့်လင်းပြောမယ်ဆိုရင်ဘဝမှာကိုဘာကြောင့်လူဖြစ်နေတာလဲဘာကြောင့်ရှင်သန်နေတာလဲဆိုတော့အထူးအကြောင်းအရာပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒီကဘာပေါ်မှာကိုအသက်ကိုတန်ဖိုးရှိအောင်ကိုရဲ့ဘဝကိုတန်ဖိုးရှိအောင်ဘယ်အရာတွေကကိုလုံဆော်ပေးလဲကိုရဲ့ဘယ်လိုမျိုးခံယူချက်တွေရှိလဲဒီအရာတွေပေါ်မှာအခြေခံပြီးတော့ဒီ purpose ဆိုတာကဖြစ်လာတာပေါ့နော်ဆိုတော့ဥပမာပြောမှဆိုရင်ကျွန်တော်အနေနဲ့ဆိုရင်ကျွန်တော်ကျွန်တော်ရည်ရွယ်ချက်ကလူတွေကိုကူညီဖို့ပဲဆိုတော့တနေ့တိုင်းကျွန်တော်လူတွေကိုပို့ပြီးကူညီနိုင်ရမယ်ကျွန်တော်တို့ကြီးလာတဲ့နိုင်ငံကျွန်တော်ကြီးလာတဲ့ခြေနေတွေချောင်းတွေချောင်းကျွန်တော်တို့မှာဒုက္ခတွေအများကြီးကြုံရတယ်ဆိုတော့ဒီဒုက္ခတွေကျွန်တော်တို့က witness ပေါ့နော်ကိုကြုံဆုံရတဲ့အချိန်မှာပြန်ပြီးတော့ကူညီချင်တဲ့စိတ်တွေရှိရဲဒါပေမဲ့ကိုနိုင်ကဘာမှမဟုတ်သေးဘူးဆိုတော့ဒီဆောက်ယူနေရတဲ့အပိုင်းတွေရှိရပေါ့နော်ဆိုတော့နံပါတ်1ကျွန်တော်လူတွေကိုကူညီချင်တယ်နောက်ထပ်တစ်ခုကဘာလဲဆိုတော့ကျွန်တော်ဘဟုတုတကျွန်တော်သင်ယူခဲ့ရတဲ့ဘဟုတုတတွေကိုကျွန်တော်ပြန်ပြီးဝင်ပြချင်တယ်ဆိုတော့လူငယ်လူရွယ်ပေါ့နော်ကြားမမရွယ်အကုန်ကျွန်တော်ပြန်ပြီးတော့အကျိုးပြုစီနိုင်မှုကျွန်တော်ရည်ရွယ်တယ်ဆိုတော့ကျွန်တော်ဒါကြောင့်ဒီ podcast video လေးလုပ်တယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ကျွန်တော်ကတော့နည်းနည်းတော့ပို့ပြီးလူငယ်တွေကိုအာရုံစိုက်တယ်ပေါ့ဆိုတော့ကျွန်တော်လူငယ်ဘဝမှာတော့ကျွန်တော်မသိယူဖြစ်ခဲ့ရတဲ့အရာတွေကျွန်တော်အနေနဲ့လက်လွန်ဆွရှုံးခဲ့ရတဲ့အခွင့်အရေးတွေဒီဟာတွေကိုကျွန်တော်မဖြစ်စေချင်ဘူးအဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ပြန်ပြီးတော့ဝင်ပြပေးချင်တယ်သူတို့တခုခုအကျိုးရတာပဲကျွန်တော်အတွက်ပီတိဖြစ်တယ်ဆိုရင်ကျွန်တော်ရည်ရွယ်ချက်တွေရှိရပါတော့အဲ့တော့ဥပမာတစ်ခုအနေနဲ့ပြရမယ်ဆိုရင်ကျွန်တော်တို့ဒီ musician တွေ artist တွေရှိရပါတော့ဆိုတော့တချင်းတွေတင်ဖန်တီးကြတယ်ဆိုတော့သူတို့ရဲ့အဆုံးသက်ရည်ရွယ်ချက်မှာတခုရှိလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်အဓိကပါဆိုတော့လူတွေကိုသူတို့ကစိတ်အပန်းဖြေစေဖို့လည်းဟုတ်တယ်သူတို့ကို healing လုပ်သွားစေဖို့လည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနောက်ပိုင်းမှာဆိုလည်း music therapy တွေအကြောင်းလေ့လာဖြစ်တယ်ဆိုရင်ကျွန်တော်တို့ဒီ music ကနေပြီးတော့မှလူတယောက်ကိုဘယ်လိုမျိုးစိတ်ခံစားချက်မျိုးကိုပေးနိုင်လဲပေါ့နော်ဆိုတော့သူတို့မှာဒီ musician တွေမှာလည်းရည်ရွယ်ချက်တွေရှိရဲသူတို့လုပ်တဲ့ data အပြင်လူတွေကိုအကောင်းဘက်ကနေပဲပြန်ပြီး healing လုပ်သွားနိုင်ဖို့ဆိုရည်ရွယ်ချက်မျိုးရှိတယ်လို့ကျွန်တော်ယုံကြည်ရပါတော့ဆိုတော့ဒါဥပမာလေးတစ်ခုပေါ့နော်ဆိုတော့သူတို့ရည်ရွယ်ချက်နဲ့သူတို့ရှင်သန်ပြီးဒီ music တွေကိုဖန်တီးရတဲ့အခါမှာသူတို့ဘဝမှာအဓိပ္ပာယ်ရှိရလို့သူတို့ခံစားရတယ်ဘဝရှင်သန်နေတာကသူတို့မှာ direction တစ်ခုရှိနေတယ်ဆိုတာမျိုးပေါ့နော်ဆိုတော့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီးတော့တစ်ပိုင်းပေါ့နော်နောက်တစ်ခုကကျွန်တော်ပန်းတိုင်ပေါ့နော်ဆိုတော့ပန်းတိုင်ကဘာလဲဆိုရင်ရည်ရွယ်ချက်တွေအတွက်လှုပ်သွားမယ်တဆင့်မှတ်တိုင်လေးတွေလို့ကျွန်တော်တို့သတ်မှတ်လို့ရတယ်ဆိုတော့ခုနဥမာတစ်ခုပြန်ပြီးတော့ပြောရမယ်ဆိုရင် musician တယောက် artist တယောက်ကသူ့မှာရည်ရွယ်ချက်ကသူ့ music အပြင်လူတွေကိုစိတ်သက်သာရစေဖို့အပန်းပြေသွားစေဖို့ဆိုရည်ရွယ်ချက်မျိုးရှိလိမ့်မယ်အဲ့ဒါနဲ့အတူတူသူ့မှာတဆင့်ချမှတ်ထားတဲ့ပန်းနိုင်လေးရှိမှာပေါ့နော်ဆိုတော့သူဒီတစ်နှစ်အတွင်းမှာသူတချင်းဘယ်နှပုတ်ထုတ်မလဲဆိုတော့သူပန်းနိုင်ရှိမယ်။ album ဘယ်နှခုထုတ်မလဲဆိုတော့ဒီလိုမျိုးသူပန်းနိုင်လေးတွေရှိလိမ့်မယ်ပေါ့နော်ဆိုတော့ဒီဟာလေးတွေကိုကြတော့ကျွန်တော်တို့ကပန်းနိုင်လို့ခေါ်တယ်သူမှာတိကျတဲ့ timeline ရှိရပေါ့နော်ဆိုတော့သူဒီ timeline တစ်ခုမှာသူဘယ်နှပုတ်ထုတ်ပါမယ်ဆိုတော့ဒီလိုမျိုးပန်းနိုင်ပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့ပန်းနိုင်ဆိုရင်ဘာရှိမလဲဆိုရင်ကျွန်တော်ကလူတွေကိုကူညီချင်တဲ့အကြောင်းကိုကျွန်တော်အနေနဲ့ပန်းနိုင်လေးကျွန်တော်ချထားတယ်ဒီနေ့အတွင်းမှာ podcast ဘယ်နှပုတ်ထုတ်ချင်တယ်နော်တလအတွင်းမှာ podcast ဘယ်နှပုတ်ထုတ်ချင်လဲဆိုတော့အခုတေချာတခုကကျွန်တော်ရဲ့ podcast ကတစ်ပတ်မှာတစ်ပုတ်ကျွန်တော် read နေတိုင်းကျွန်တော်တင်ဆက်တဲ့အကြောင်းကိုဒါကျွန်တော်ရဲ့ပန်းနိုင်လေးဖြစ်တယ်ဆိုတော့တစ်လမှာ၄ပုတ်ဖြစ်မယ်เนาะတစ်နှစ်မှာဆိုရင်48ပုတ်ပေါ့နော်ဆိုတော့ဒီလိုမျိုး podcast တွေကျွန်တော်ထုတ်မယ်ဆိုတော့ကျွန်တော်ရဲ့ပန်းနိုင်လေးရှိရယ်ဆိုတော့နောက်တစ်ခုကကျွန်တော်ဒီအခု MBA ယူနေတယ်ဆိုတော့ MBA ကိုကြီး3နှစ်အတွင်းကျွန်တော်ပြီးအောင်လုပ်မယ်ဆိုတော့ရွေးချက်ပေါ့နော်ဆိုတော့ဒီရည်မှန်းချက်လေးကျွန်တော်ရှိထားတာကိုလည်းကျွန်တော်မကြမီချိန်တွင်းမှာကျွန်တော်ပြီးလိမ့်မယ်လို့ကျွန်တော်ယုံကြည်ရဲဆိုတော့ကျွန်တော်ဒီ MBA ပြီးမှသာနေကျွန်တော်သင်ယူခဲ့ရတဲ့ဒီဘဝမှာ
လုပ်ငန်းဆောင်တိုင်းနဲ့ပတ်သက်တဲ့အရာတွေကိုလည်းကျွန်တော်ပြန်ပြီးဝေမျှပေးနိုင်မယ်ဒါဆိုလူတွေကိုပြန်ပြီးတော့အကျိုးပြုမယ်ကျွန်တော်ရည်ရွယ်ချက်ကိုလည်းပြန်ပြီးတော့link ဖြစ်နေရ connected ဖြစ်နေတယ်ဆိုတာမျိုးဖြစ်မှာပေါ့နော်ဆိုတော့ကျွန်တော်ရဲ့နောက်ထပ်ပန်းနိုင်ကိုကျွန်တော်တစ်ပတ်ကိုစာအုပ်ပင်တော့အုပ်ပြီးအောင်ဖတ်မလဲဆိုတော့ကျွန်တော်ရည်ရွယ်ချက်လေးဆိုတော့ဒါတော့ကျွန်တော် account တွေပို့တော့ခက်ခဲ့သေးတယ်ပေါ့ဆိုတော့ကျွန်တော်အခုပြောရမယ်ဆိုရင်ကျွန်တော်အလုံးတစ်ခုလုပ်တယ်ပြော white collar blue collar နှစ်ခုလုံးကျွန်တော်လုပ်နေတယ်ပေါ့နော်ဆိုတော့တစ်ပတ်6ရက်3ရက်3ရက်စီ1ရက်ပဲနားဆိုတော့ကျွန်တော်ဒီနေ့လိုမျိုးကြာဒီနေ့ဆိုကျွန်တော်နားရတဲ့ကြောင့်ကျွန်တော် podcast တွေလုပ်လို့ရအောင်နော်ဆိုတော့ဒီစာအုပ်ဖတ်ဖြစ်ဖို့ကျွန်တော်ရဲ့ရည်ရွယ်ချက်ကတော့နည်းနည်းတော့ကျွန်တော်ရဲ့အချိန်တွေကြောင့်မလို့လုပ်ရခက်ခဲတယ်ဒါပေမဲ့ကျွန်တော်စူးစမ်းပြီးတော့ကျွန်တော်blog တွေတော့အနည်းဆုံးလိုက်ဖတ်တယ်ပေါ့နော်ဆိုတော့ဒီဟာလေးတွေကတစ်စင်ကျွန်တော်စပြီးတော့ကျွန်တော်ရဲ့ habit တွေကိုကျွန်တော်ကျင့်ယူနေတယ်ဆိုတာမျိုးလေးတော့ရှိတယ်ဆိုတော့အဓိကဘာပြောချင်လဲဆိုတော့ goals တွေကကျွန်တော်တို့နေ့စဉ်လှုပ်ဆောင်နေတဲ့အရာတွေဖြစ်ပြီးတော့ purpose ဆိုတာကတော့ကျွန်တော်တို့အဲ့ဒီရှင်းရထားတဲ့ဟာကိုတွားနေတဲ့ direction လို့ကျွန်တော်တို့ပြောရမှာပေါ့နော်ဆိုတော့ဒါကကျွန်တော်ရဲ့ဒီတော့တွင်တွေ့ဖြစ်တဲ့အရာလေးဖြစ်တယ်ပြီးတော့ကျွန်တော်ပြန်ပြီးတော့ strengthen ပြအောင်လုပ်နေတဲ့အပိုင်းဖြစ်တယ်ပေါ့နော်ဆိုတော့ဘာလို့ဆိုကျွန်တော်တစ်တော့အရာတွေကိုသင်ယူရတဲ့အချိန်မှာကျွန်တော်ဒီဟာလေးလည်းလုပ်ကြည့်ချင်တယ်ဟိုဟာလေးလည်းလုပ်ကြည့်ချင်တယ်ဆိုပြီးတော့ကျွန်တော်အဲ့လိုမျိုးဖြစ်သွားလို့မရဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့မှာရည်ရွယ်ချက်တစ်ခုရှိရမယ်အဲ့ဒီရည်ရွယ်ချက်ပေါ်အခြေခံပြီးတော့မှကျွန်တော်တို့ကတီးကြတဲ့အချိန်တွေတတ်မှတ်ထားတဲ့ပန်းနိုင်မျိုးလေးတွေနဲ့ကျွန်တော်တို့ကသွားမှသာလျှင်ကျွန်တော်တို့ဒီရည်ရွယ်ချက်နဲ့ပန်းနိုင်ဆိုတဲ့အရာတစ်ခုကိုရှင်းရှင်းလင်းလင်းနဲ့ပေါ်ရမှာကျွန်တော်တို့ setting ချလို့ရမယ်ပေါ့နော်ဆိုတော့ဒါကတော့ဆိုတော့ဒါကတော့ရည်ရွယ်ချက်နဲ့ပန်းနိုင်ရဲ့ဆိုတော့ဒါရည်ရွယ်ချက်နဲ့ပန်းနိုင်ရဲ့ဆက်ဆက်နေဖို့ပေါ့နော်ရည်ရွယ်ချက်ကတော့ဥမာပြရမှာဆို compass ဒီစားပေါ့တန်လိုက်အိမ်မြောင်လေးတစ်ခုလိုဖြစ်လိမ့်မယ်เนาะဒါပေမဲ့ goals ကဘယ်လိုမျိုးဖြစ်မလဲဆိုတော့မြေပုံပေါ့နော် map တစ်ခုလိုမျိုးဖြစ်နေလိမ့်မယ်ပေါ့နော်ဆိုတော့ဒီအရာကိုကျွန်တော်ကရှင်းရှင်းလင်းလင်းကွဲပြားသိမြင်စေချင်တယ်ဒါမှသာလေပို့ပြီးတော့ကောင်းတဲ့နာဂတ်တိဆောင်နိုင်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်နေပါတော့ဆိုတော့ဒီရည်ရွယ်ချက်နဲ့ပန်းနိုင်ရဲ့ချိတ်ဆက်မှုကကျွန်တော်တို့ရဲ့ဘဝကိုလည်းတိုင်းရပြန်ပြီးတော့ချိတ်ဆက်နေရပေါ့နော်ဆိုတော့ဒီရည်ရွယ်ချက် direction ရှိမှသာလေကျွန်တော်တို့ကဒီ goals ကိုလိုက်ပြီးတော့လှုပ်ဆောင်မယ် goals ကိုလိုက်ပြီးလှုပ်ဆောင်တဲ့အချိန်ကျရင်ကျွန်တော်ဘဝတစ်ခုလုံးကိုပြန်ပြီးတော့ impact ဖြစ်လာနိုင်မယ်ဆိုတော့ကျွန်တော်ဘဝမှာရှင်သန်နေရတဲ့အပဲရှိလိမ့်မယ်ပေါ့နော်ဒီရည်ရွယ်ချက်နဲ့ပန်းနိုင်က connected ဖြစ်နေလို့သူတို့နှစ်ခုလုံးကကျွန်တော်တို့ဘဝနဲ့လည်း connected ဖြစ်နေတယ်သူတို့နှစ်ခုရှိမှသာလေကျွန်တော်တို့ကလည်းဘဝမှာလှုပ်ဆောင်နေတဲ့အရာမှန်သမျှကအတိတ်ပဲရှိနေမယ်လို့ကျွန်တော်ကဒီလိုအတိတ်ပဲဖွင့်တယ်ပေါ့နော်ဆိုတော့ဒါကျွန်တော်ဘဝထဲမှာကျွန်တော်အရေးကြီးဆုံးလို့ခံယူထားတဲ့ဒီ purpose and goals ဒီနှစ်ခုဖြစ်တယ်ဒီနှစ်ခုရှိမှသာလေကျွန်တော်တို့ကအတိတ်ပဲရှိတဲ့ဘဝကိုရှင်သန်နိုင်လိမ့်မယ်လို့ကျွန်တော်ခံယူထားတာပေါ့နော်ဆိုတော့ပထမအဆုံးကိုဘဝမှာဘယ်လိုရည်ရွယ်ချက်တွေရှိလဲရှာဖွေပါဒီကမှာဘာအတွက်နေနေတာလဲဘာလို့ရင်ကိုယ်လည်းစိတ်ကျင်နေရမယ်သူမဟုတ်လည်းအကျိုးပြုမယ်ဆိုတာမျိုးပေါ့နော်ဆိုတော့ဒါရည်ရွယ်ချက်တစ်ခုရှိဖို့လိုမယ်ဒုတိယတစ်ချက်ကတော့ goals တွေရှိမယ်ဒီရည်ရွယ်ချက်ကိုအကောင့်ထဲပေါ်ဖို့အတွက်တင်းငယ်တဲ့ goals တွေအရွယ်အစားတော့တူမှာမဟုတ်တေးအကြီးလေးရှိလိမ့်မယ် goals တွေပန်းနိုင်နေတတ်မှတ်ဖို့လိုအပ်တယ်ဒါဆိုရင်ဘဝမှာကျွန်တော်တို့ meaningful ဖြစ်လိမ့်မယ်เนาะအထိပ္ပယ်ရှိစွာရှင်သန်နိုင်မယ် purpose နဲ့ goals နှစ်ခုလုံးရှိဖို့ကဘယ်လောက်ထိအရေးကြီးလဲဆိုတာကိုဒီဗီဒီယိုလေးအပြင်နားလည်သွားလိမ့်မယ်လို့လည်းကျွန်တော်ယုံကြည်တယ်ဆိုတော့အဆုံးသတ်အနေနဲ့ပြောမယ်ဆိုရင် purpose ဆိုတာအမြဲတမ်းရည်တတ်နေတဲ့အရာဖြစ်တဲ့ direction တစ်ခုပေးလိမ့်မယ်ပြီးတော့ကျွန်တော်တို့ goals တွေကတော့အဆင့်ဆင့်ပြီးဆုံးသွားတဲ့အခါကျရင်ကျွန်တော်တို့အသစ်တွေလည်းထပ်ပြီးချမှတ်လို့ရတယ်အချိန်တိကျရှိတယ်ဒါကိုကျွန်တော် goal ဆိုသတ်မှတ်တယ်ပေါ့နော်ဆိုတော့အားလုံးကကိုယ့်ဘဝကိုတန်ဖိုးရှိအောင်ဖြတ်သန်းနေကြတယ်ဖန်တီးယူနေကြတဲ့အခါမှာဒီ goals နဲ့ purpose ကအများကြီးထောက်ကူပြုလိမ့်မယ်အရေးကြီးဆုံးလို့ကျွန်တော်ထင်တယ်ဆိုတော့ဒီအရာလေးတွေရှိမှသာလျှင်ကျွန်တော်ဘဝအထက်ကအထိပ္ပယ်ရှိလိမ့်မယ်ဆိုတာကိုကျွန်တော်ထပ်လောင်းပြောချင်နေပဲဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲဆုံးသတ်လိုက်ပါတော့เนาะဆိုတော့ဒီနေ့ဗီဒီယိုကြည့်နေတဲ့သူအားလုံးလည်းဘဝမှာရည်ရွယ်ချက်နဲ့ပန်းနိုင်များချနိုင်ကြဖို့လဲကျွန်တော်ဆုတောင်းပေးတယ်အဲဒီရည်ရွယ်ချက်နဲ့ပန်းနိုင်ကိုလည်းရောက်သွားနိုင်ဖို့လဲကျွန်တော်ဆုတောင်းပေးပါတယ်အတွက်ကောင်းစဉ်တွေကတော့ရိုးရိုးရှင်းရှင်းနဲ့ကျွန်တော်သိပြီးသားအရာပဲဖြစ်တယ်ဒါပေမဲ့ဒီဟာကိုကျွန်တော်ပြန်ပြီး realize လုပ်ပြီးပြန်ပြီးသုံးသပ်ပြီးတော့တခုခုအကျိုးဖြစ်သွားဖို့လဲကျွန်တော်မျှော်လင့်ပါတယ်ယုံကြည်ပါတယ်လို့ဆိုတော့အားလုံးကိုဆုံးဖြတ်ကြည့်ပြီးလို့ကျေးဇူးများတင်တယ်ကျွန်တော်နောက်တစ်ပတ်ကျရင် podcast အသစ်တွေနဲ့ကျွန်တော်ပြန်ပြီးတော့ဆုံကြပါမယ်လို့အားလုံး bye bye ပါ